တထုံတစ်မျိုးလုံးကိုမြင်ရတဲ့နေရာတောင်တန်းတွေပတ်ချလေဝိုင်းထားတဲ့နေရာတထုံမျိုးကိုဖြတ်သွားတိုင်းလှမ်းမြင်ရတဲ့တောင်ပေါ်ကဖျားအဆူလေးတွေဟုတ်ပါတယ်အဲ့ဒါမြသပိတ်တောင်ပါ Hello guys this is Jack မော်လမြိုင် series ရဲ့ episode 5ပါဒါမော်လမြိုင် series ရဲ့နောက်ဆုံး episode လေးပေါ့နော်နောက်တစ်ပတ်တော့မမမေကိုမျှော်နေတဲ့သူလေးတွေအတွက်မမမေနဲ့ကိုချက်တို့ရဲ့ထုံးစံတိုင်း couple dating idea တွေရမယ် couple vlog series နဲ့ထုံးစံတိုင်းကားမယ်ဝါမယ်ရှောက်သားမယ်တွေပြန်လာပြီပေါ့နော်ကဲမြသပိတ်တောင်အကြောင်းလေးဆက်ပြောလိုက်ရအောင်တောင်ပေါ်ကိုကားနဲ့တက်လို့ရပါတယ်တထုံမျိုးတစ်မျိုးလုံးကိုမြင်ရမယ်တောင်ပါကဲဒီမှာလဲပေါ်ရာတွေရပြန်ပါပြီကားရနာတဲ့နေရာကနေရီမင်းတော်အပေါ်ကိုလှေကားနဲ့ပြန်တက်ရပါတယ်ဖျားရီမင်းတော်ပေါ်အတက်ကိုပစ္စည်းတွေနဲ့တက်မဲ့အဖွားကိုပစ္စည်းတွေကုသေးပြီးကျွန်တော်တို့အဖွဲ့တွေလမ်းကြုံကုသိုလ်ယူခဲ့ကြပါတယ်တောင်မော်ကနေရွှေဆိုင်ရန်စီတွေကိုလည်းလှမ်းပြီးဖူးမြော်နိုင်ပါတယ်တောင်မော်ကရှုခင်းတွေကအရန်ကိုလှပါတယ်ဒီကနေထုံတစ်မျိုးလုံးကိုမြင်ရတဲ့ရှုခင်းတွေအဝေးကဖအံဘက်ကရှုခင်းတွေဒီပတ်ချာလေကတောင်တန်းတွေကအရန်ကိုလှပပါတယ်ကဲနောက်ခီးသွား floor တွေမှာပြန်ဆုံမအောင်မယ်တက်တာပါ